Hello, Chair. Morning. Morning ပါ Chair ဒီနေ့မနက်စာသင်ရအဆင်ပြေရဲ့လား ပြည့်ပါတယ်ဒီနေ့မနက်က ဟုတ် Chair year 6နော် year 6ဆိုကလေးတွေကဒီအသက်10ကျော်လောက်ပေါ့နော်တစ်ချက်ခန်းထဲမှာလေတချို့ကလေးလေးတွေပေါ့နော်ယောက်ျားလေးတွေပေါ့နော်စာသင်ရတာပြေလား ယောက်ျားလေးဆိုတော့သူတို့ပုံမှန်တဘာဝရသူတို့ကဆော့ကြရပေါ့နော်ပုံမှန်သူတို့ရဲ့ဟိုက creativity capacity ဟိုကသူတို့ကပို့ပြီးတော့သူများရဲ့ထက်လုံနိုင်ပေမဲ့သူတို့လှုပ်လှုပ်ရွရွနေတတ်တဲ့ behavior မျိုးကြီးရှိရပေါ့နော်အဲ့အမျိုးကြီးရှိရပြီးတော့အခုနောက်ပိုင်းကျတော့ဘယ်လိုမျိုးလဲဆိုတော့သူက seriously မထားကြရပါတော့စာကိုစာကြတာနောက်ကြတာစာရဲနောက်တယ်သူတို့အဲ့ပေါ်မှာပဲစာမရတော့မဟုတ်ပဲね academically ရသူတို့ကအဆင်ပြေနေပြီမဲ့အဲ့ဟာဟိုမှာသူတို့ကစာကျင်နောက်ချင်ကြတာပေါ့နော်အဲ့ဒါနဲ့ဟိုသူတို့ထင်ရတာရောရှိရပါအချင်းချင်းလို့စိတ်ကောက်တာပါညာရောရှိလားစိတ်ဆိုးစိတ်ကောက်တာအဲ့လိုမျိုးတော့မရှိကြဘူးသူတို့ကတယောက်နဲ့တယောက်လို့ပြောနေရင်တော့တယောက်နာအောင်တယောက်ပြောကြတယ်ပြီးသွားတယ်သူတို့နာသွားရဲဆိုတော့နောက်တစ်ရက်ကိုပြန်နာပြီးပြီးသွားတယ်လေဟီဟာပဲသူတို့ချစ်ချင်းတော့ပြန်တဲ့သွားကြဟုတ်တခြားအဲ့လိုမျိုးတွေတော့တော်လေးဒီအခန်းထဲမှာတခြား main ကလေးပေါ့နော် main ကလေးအနေနဲ့ရောစာသင်ရအနှောက်အယှက်တွေပါရောရှိလားဖြစ်တာပေါ့ဘာလို့လဲဆိုတော့တချို့ကလေးကြတော့academically အရာကနည်းနည်းလေးlike ရတဲ့ကလေးလည်းရှိရပြီးတော့တခြားသူများကအဲ့လိုမျိုးtopic အသစ်တွေဖိုင်သင်နေတဲ့အချိန်ကျရင်မသိရဲ့ကလေးနားမလဲကလေးတွေကတော့သူတို့အဲ့လိုမျိုး disturb လုပ်လိုက်ပြီဆိုရင်တော့အဲ့ဟာကိုပြင်ဖြည့်ရှင်းနေရတဲ့စာကနောက်ကျတာသွားတာလို့သူများကလေးတခြားကလေးတွေအဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့catch up လိုက်လောက်ရတဲ့ဟာမျိုးတွေရှိရပါဘူးသူတို့အတွက်ကကြာတယ်နဲ့နှောင့်နှေးရတော့ disturb ဖြစ်တာလို့မျိုးဖြစ်သွားတာအဲ့ခါကျရင်ဒီကျစိတ်ဆိုးဘူးလားစာတင်တာပင်နာလေအဲ့လိုနှောက်နေရမျိုးတွေရောဒါပေမဲ့ကိုကတော့သိရသူတို့ကဒါ intentionally ရလုပ်တာမဟုတ်ဘူးပေါ့နော်ဒီစသူတို့နောက်သူတို့ဒီတိုင်းပဲသူတို့လည်းစာလုံးနိုင်တယ်ဒါပေမဲ့အခန်းထဲမှာကျတော့ level ကမတူဘူးလေအကုန်လုံးက differentiate ဖြစ်တဲ့လူတွေအကုန်လုံးရောထားတာဆိုတော့အဲ့ခါကျရင်ကိုယ့်အနေနဲ့စာရှိကိုမရောက်သွားတဲ့ဟာမျိုးတွေဒါမျိုးဆိုပေါ့နည်းနည်းတော့စိတ်နှောက်ယှက်တော့ဖြစ်တာပဲနိနော်မော်တခါလေကြာရင်တော့အဲ့ lesson နောက်နှေးရတော့ပါတော့စိတ်နှောက်ယှက်ဖြစ်တာမျိုးရှိရပါတော့တခါလေကြာတော့လည်းအမြဲတမ်းစူနေတော့ကလည်းနေရအောင်နေဘူးလေဆိုတော့သူတို့ short တက်လှည့်6တက်လှည့်ပေါ့နော်တခါလေးကျလုံးဝချော့လို့မရတဲ့အခါမျိုးကြီးကြာရင်တော့ဟန့်ရတာပေါ့အဲ့လိုမျိုးရှိရပါတခြားဘယ်လိုမျိုးဖြည့်ရှင်းကြလဲဆိုတော့သူတို့ပုံမှန်ဆိုရင်တော့အဲ့လိုမျိုးအတိုင်းနဲ့မှာတော့ class point အနေနဲ့အဲ့လိုထားရပေါ့နော် class point ပဲထားပြီးတော့လည်းဘမဖြစ်တယ်လည်းမရဘူးပေါ့နော်သူတို့ကပထမဆုံးတစ်လမှာဘယ်လိုသွားလဲဆိုတော့class point မှာ top ရတဲ့သူတွေကိုလိုမျိုးပေါ့နော် top 5ပေါ့ rewarding system လို့ဟုတ်တယ် rewarding system လို့ပြောတယ်ဒါပေမဲ့သူတို့က reward ဆိုတာထက်ပစ္စည်းတွေလည်းတမိုးထားတတ်တယ်ကလေးတွေတော့မဟုတ်ဘူးပေါ့နော်အဓိကသူတို့ကလိုမုတ်စားမယ်ပျော်ပါမယ်အဲ့လိုကစားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေသွားတတ်တဲ့ကလေးဆိုတော့လေသူတို့မိုးဝယ်ကျွေးရပါတော့သူတို့ကြိုက်တဲ့ဟာလေးဝယ်ကျွေးရပါတော့တစ်လားတစ်ခါမတူတဲ့ဟာမျိုးအဲ့ top 5ပဲအဲ့မှာနောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့အောက်ကိုရောက်သွားတဲ့သူရ minus ရတဲ့သူရပြီးတော့ပျော်ပျော်ကြီး minus point တွေပြန်ကြရတဲ့သူမျိုးရှိရပါတော့အဲ့လိုပြန်တဲ့ခါကျနောက်လာကြအော် okay ဟုတ်ပြီပေါ့နော်ဆိုတော့ဘယ်လိုပြန်ပြီးတော့ rule ပြန်ပြောင်းလိုက်ရလဲဆိုတော့ okay top 5ကိုဒီချိန်ကမိုးဝယ်ကျွေးမယ်အောက်မှာရောက်နေ9ယောက်ကတော့ဒီချက်ပြန်မိုးဝယ်ကျွေးပေါ့နော်အဓိကကတော့သူတို့မိဘတွေစီကပတ်စံမဟုတ်ပဲねသူတို့ရဲ့ pocket money ကနေပြီးတော့ပြန်ပြီးတော့ကျွေးလိုက်ရအောင်ပေါ့နော်အဲ့လိုမျိုးလေးရှိရလာတဲ့အခါကျတော့အဲ့လိုရှိလာတဲ့အခါကျတော့သူတို့ minus point တွေမပြိုင်တော့ဘူးပေါ့နော်အဲ့လို try to get ပေါ့rewarding နဲ့ punishment ကိုမှဒီချက်ပေါ့ပုံစံလေးသွားတာပေါ့နော်ညာဒီရွယ်ကလေးရအဲ့လိုပုံစံသွားတာပို့ပြီးတော့အဆင်ပြေနော်ကဲပါချင်းချက်ဆက်တဲ့နေ့တော့ရှိပါရဲ့ရှင်40နှစ်ပါချက်အကုန်လုံးကမြန်မာအကြောင်းပါပဲမြန်မာအကြောင်းဆိုအကြောင်းလည်းညှိတူမှာပေါ့နော်ခမန်းချေဆိုရင်1000ဝင်းချင်းကျော်လောက်တောင်ရှိမယ်လीနော်ထောင်းလာလားအဲ့ပေါ့ဒီတော့ဘယ်မှာအကြောင်းတော့တောင်းတာများတယ်ဒီချက်ဆက်တဲ့နေ့တစ်လျှောက်လုံးမှာပေါ့နော်ကျောင်းသားရည်နဲ့ပတ်သက်ပြီးကျောင်းသားရည်နဲ့အများကြီးတွေ့ရမယ်အဲ့ကျောင်းသားရည်မှာကိုယ်စိတ်အနှောက်အယှက်ပေးမှုရဲ့ကျောင်းသားတယောက်လောက်ရှိတယ်ရှိတာပေါ့ဘယ်လိုကျောင်းသားမျိုးလဲရှိရဆိုတော့သူကဘယ်လိုလဲကျိုးကြတော့လေအကြောင်းသားတယောက်လည်းမဟုတ်ဘူးအကြောင်းသားလည်းသူ့နေအကျိုးကြတော့လေတင်ကြားရေးနောက်ချက်ပြီးတင်ကြားရေးတင်ကြားတဲ့ဟာကိုတင်ကြားတဲ့ဟာကိုနောက်ချက်ကိုကတခုပြောရဆိုသူကအဲ့ဒါနဲ့အတန်စကားတွေပဲပြောတာနောက်ကနေ follow လိုက်ပြောတာမဟုတ်ဘူးကိုယ့်ရဲ့အကန့်ပဲကိုယ့်အကန့်ကိုယ့်ပဲဟိုပြောရဘက်ရောင်းမြပါစัจကျင်ဘက်တွေပဲကိုကတခုပြောလိုက်ရင်သူကပြောင်းပြန်နေရှောက်ပြောင်းပြန်နေရှောက်စိတ်နှောက်ရှောက်ဖြစ်ရတဲ့
ခါကျတော့ဒီစိတ် class မှာဘယ်လို control လုပ်ခဲ့ အဲ့လိုကြတော့သူ့ရဲ့အခါကျတော့သူ့ရဲ့စိတ်ဆန္ဒအရာ ဟုတ် သူ့ရဲ့စိတ်အခြေအနေကပြောတာရှိတယ်ဒီလိုကြတော့လေသူအိမ်မှာအဆင်မပြေလာကြတာဒီမှာကျမှသူ့ရဲ့ထွက်ပေါက်နေမလား စပောင်းနေနဲ့လာတာ အချို့ကြတော့မိသားစု broken နေတယ်အဲ့လိုလာ အဲ့လိုလာရှိရဲ့အဲ့လိုအခြေအနေပေါ်မှာကိုရီကပေါ့နော် response ပြန်ပြီးဒေါသနဲ့ပြီးလို့တော့ သူတို့အဲ့လိုမျိုးကြတော့ဒေါသနဲ့ပြီးလို့မရ မရဘူး သူတို့ရဲ့လိုအပ်ချက်ပါလေသူနဲ့သူတို့နာကိုနီးကြပွားပြီးတော့လေသူတို့ရဲ့ပါလေလိုတယ်ပေါ့အဲ့ဒါလေးကိုလေးလာပြီးတော့မှသူတို့နဲ့အဆင်ပြေအောင် ပြောပြရအောင်ဒါလည်းအတွေ့အကြုံကစကားပြောရနော်ကိုရီဆိုရင်စစလာခြင်းတော့သူတို့ကကိုယ်ကိုလုံရင်ကိုကပြန်ပြီး response ပေးရခါ shouting လုပ်တာမျိုးတွေတည်မှာ aggressive တွေပြီး aura or သူတို့ကကိုယ်ဒီလိုတစ်ခုပြန်ကိုကပြန်ပြီး aur လိုက်တာမျိုးပေါ့အပြောရလို့ရှိရင်ဒါနဲ့ပတ်သက်ပြီး teacher ကတော့ဘယ်လို punishment ပေးမှာပေါ့အဲ့လိုမျိုးကိုရီကပြောမိတယ်နော်ဒါပေမဲ့ teacher တို့ကျတော့ဒါအတွေ့အကြုံကနေစကားပြောဒီလိုဆိုရင်တော့ဒီလို ဖြေရှင်းလို့ရမယ်ဆိုတဲ့နေရာရှိတာပေါ့နော်ဟုတ်ချေကျေးဇူးပါတည်ပြီးလို့အမပြေဆုံးချုပ် first semester မြန်မာစာအခြေအနေဘယ်လိုရှိ မြန်မာသူကလေမြန်မာစာကသူကရနေတယ်ရနေတယ်ဆိုသူကအိမ်မှာလှုပ်ထားပါတော့သူ့ကိုချိန်ပါတယ်အဲ့ဒါသူကရတယ်ပြီးတယ်သူကတယောက်တည်းဖတ်ခိုင်းလည်းရတယ်ဒါပေမဲ့သူက group နဲ့ဆိုသူကဖတ်ချင်ဘူးပြီးရင်နှစ်ယောက်တည်းဆိုရင်လည်းသူကမလှုပ်ချင်ညီညီမြမြလေးပေါ့နော်ဟိုကနှစ်ယောက်ဖတ်တယ်ဆိုရင်ညီညီလေးဖတ်ရင်ပို့နားထောင်လို့ကောင်းတယ်ညီညီလေးဖတ်ဆိုသူကအဲ့လိုလေးလိုက်မဖတ်ချင်ဘူးသူတယောက်တည်းပဲသူတယောက်တည်းပဲသူကအဲ့လိုteacher သား finish ပြီးသွားပြီအဲ့လိုဆိုတော့လေဘယ်လိုပြောမလဲနှစ်ယောက်တော့ group လို့ခွဲပြီးတော့ group နဲ့လုံခိုင်းတာတော့ပါ group ကဆိုသူကမရဘူးတယောက်တည်းဆိုရင်တော့သူကဖတ်တယ်ဖတ်နိုင်တယ်ရေးလင်းနိုင်တယ်သူကကိုကဒီမှာတင်တော့ရှိတယ်သူကဟိုရှေ့ရခါနေကြိုးရေးထားတယ်ပေါ့အရင်လိုလေးတွေရှိတယ်သူက မိချိန်မှာကျတော့လေ तू ကကိုကဒါမလုံးနဲ့လို့ပြောလိုက်တဲ့ခါကျရင်မလုံးနဲ့ပေါ့နော် तू ကတခုခုလုံးနေတဲ့ခါမှာမလုံးနဲ့ခဲကနေပါတင်းလိုက်တာမျိုးပြောရလို့ရှိရင်သူတို့ cancel case တွေပါကိုယူလိုက်တဲ့ခါမှာ तू ကခုံတွေအဲ့လိုထုတာသိရမလားပြောရလို့ရှိရင်အာဆိုနာကြီးကိုပိတ်ပြီးတော့လေအော်တာမျိုးဟိုဘယ်လိုပြောမလဲကိုကသူ့ကို negative response ပေးလိုက်ရင် तू ကလေအရန်ကိုပြန်ပြီးတော့လေသူ့ရဲ့စိတ်ခံစားချက်တွေပြန်ပြတာလေအဲ့ဒါရေးကြတော့လေဘယ်လိုပြောအောင်လဲမသိဘူးပေါ့နော်အဲ့သူ့အိမ်နဲ့ရောတစ်ချက်တော့ဆွေးနေထား မြန်မာစာဆိုလဲသူအဲ့လိုလုပ်တယ်အဲ့လိုလုပ်တယ်ဆိုတာမြန်မာစာကြတော့ဟဲ့အဲ့လိုပေါ့နော်ဟိုဖတ်တတ်ဖို့အဓိကကြတော့သူကဖတ်တတ်ဖို့လိုတယ်လေစာဖတ်တတ်မယ်စာရေးတတ်ဖို့ပဲအဓိကအငယ်တန်းတွေအဓိကထားပြီးတင်တဲ့ခါကျတော့သူကစာဖတ်တဲ့ခါကျရင်အဲ့လိုအကုန်လုံးဖတ်ပါဟေးဆို white copy ဖတ်လိုက်တဲ့ခါကျရင်ကိုကတိုင်ပေးတယ်ကလေးတွေကလိုက်ဖတ်တယ်ပြီးရင်တယောက်ချင်းမဟုတ်ဘဲနဲ့အကုန်လုံးဖတ်ဆိုဖတ်ခိုင်းလိုက်တဲ့ခါကျရင်ကိုကနားကိုဒီပိတ်ပိတ်ထားပြီးကိုကလေဟာဒုံရှောင်းတယ်အဲ့လိုပြောသူနားကဘယ်လိုပြောမလဲနားကြီးမခံနိုင်ဘူးပေါ့လေအဲ့လိုပုံစံဖြစ်နေတဲ့ခါကျတော့ရှူတိုးနော်ဆိုခလေးဆိုတော့ဟဲ့ဖတ်ဆိုပြောလိုက်တော့ဟောတန်ကျဲကြီးတွေအော်ဖတ်တာပေါ့ခလေးဆိုတော့လေအဲဆိုရှူတိုးဆိုအဲနည်းနည်းလေးတန်ပြန်ရှော့ခိုင်းရတယ်အဲ့လိုဖြစ်နေတဲ့အခါကျတော့သူ့ဘက်ကလည်းနောက်ရှိဖြစ်နေတယ်လေတခြားကလေးအဲ့ဆိုရင်သူကလေဟာဒေါသထွက်လာပြီးတော့သူရန်နေလိုက်လို့အဲ့လိုခါကျတော့အခန်းကြီးကအဆင်မပြေဘူးစာတင်ရတာအခါတလေကျရင်အဲ့လိုဟိုစာတို့ကအရာပေးလိုက်တယ်ဟဲ့အရာဖတ်ခဲ့ပါဆိုပြောလိုက်တို့ကဖတ်မလာဘူးကျောင်းရတော့ဒီချက်ဒီနေ့ dictation comment နော်ဆိုပြောလိုက်ရင်ဖတ်ခဲ့ဆိုပြောရင်မဖတ်လာဘူးဆိုရင် dictation ခေါ်ခါနေတို့15မိနစ်ဖတ်မယ်ဟေးဆိုပြောလိုက်ရင်အဲ့ဒါဖတ်ခိုင်းလိုက်တယ်ခလေးဆိုတော့သူဖတ်ကိုဖတ်ဆိုဆူညလာပြီဆိုသူကစိတ်ဆိုးပြန်ရောဟဲ့တခါတလေကျရင်မှာ teacher Isabella နဲ့ teacher Isabella ပြေဆုံးတဲ့အပြင်မှာသွားဖတ် teacher နဲ့ဆိုပြီးတော့ခေါ်ထုတ်ပြီးတော့သွားဖတ်ခိုင်းရတယ်အဲ့လိုကြရင်တော့ဖတ်တယ်အများတန်းနေ class ထဲမှာနေနေရဆိုတီးတိုင်တယောက်ထဲကြတော့အဆင်မပြေဘူးလေနော်ဟုတ်တယ်အဲ့ဒါဘလို့ဖြည့်ရှင်းကြရင်ကောင်းတယ်မသိဘူးသူကြတော့ဘယ်လိုပြောမလဲကိုတွေကြတော့သူ့ကိုလေဟိုဘယ်လိုပြောခလေးကကြာလာရင်ပိုဆိုးသွားမှကြောက်တာပေါ့နော်အဲ့ဒါ तू ကနားကြီးမခံနိုင်ဘူးသူစိတ်ကို तू နားကြီးလာပြီဆိုရင်သူစိတ်ကို तू မထိန်နိုင်ဘူးခလေးကလေကြီးရတာအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ဒီခါကျတော့ तू ကတိတ်ဆိတ်ပြီးတော့ဟိုဟာဖြစ်တဲ့ဟိုမှာအဆင်ပြေမှာဆိုတော့လေသူ့အမေလေးဖေလေးနဲ့ဆွေးနွေးရတော့ကောင်းတာပေါ့အေးခေါ်တော့ခေါ်ထားတယ်သူ့အမေအဖေတွေပေါ့နော်ဒါပေမဲ့မိဘကလက်မခံနိုင်တဲ့အနေထားပေါ့နော်ဟိုဘယ်လိုပြောမလဲသူ့ရဲ့ reserve ကိုပေါ့သူ့သားအဲ့လိုမဟုတ်ပါဘူးဆိုတဲ့အနေထားပေါ့နော်ဒါမျိုးကိုကိုရီးယားကျတော့ဒီCCTV နဲ့ပြန်ပြရင်လည်းပြရမယ်နောက်ပြီးတော့ရှင်တခြားအကြောင်းအရာပေါ့နော်ဒီ answer paper တွေပေါ့နော်သူ့သားရဲ့အခြေအနေတူတူရှိပါရဲ့ဆိုတာလည်းပြရမယ်တချို့မိဘတွေကျတော့သူ့သားဒီလိုအခြေအနေဆိုတော့လက်မခံနိုင်ဘူးလေတကယ်တော့သူ့မိဘကလည်းအဲ့ထဲမှာပါတာပေါ့လေအမအဲ့လိုမျိုးကျတော့သူရှိနေတဲ့အခါသူအဲ့လိုမျိုးဟို aggressive လုပ်တဲ့အခါကျတော့စိတ်နှောက်ယှက်မဖြစ်ဘူးလားဖြစ်တာစိတ်နှောက်ယှက်တော့ရှေ့ကိုမရောက်တော့ဘူးလေနော်စာရှေ့ကိုမရောက်တော့ဘူးအဲ့ဆိုတခါတလေကြာရင်လည်း तू ကတော့မြန်မာစာကတော့ तू ကရနေတာပဲလေဆိုတော့နည်းနည်းလေးပေါ့ short ပေးလိုက်တယ်တခြားလူတွေမရတဲ့သူတွေများလို့
တချို့ကလေးတွေမရတဲ့သူတွေအားနေတဲ့ကလေးတွေကိုပဲဦးစားပေးပြီးတော့အဲ့လိုလုပ်ပေးလိုက်တာပေါ့နော်အဲ့ခါကျရင် तू ကတော့ရနေတဲ့အခါကျတော့ကိုပါပါကျတော့အရင်ကြီးတော့အခက်ခဲတော့မရှိဘူးဖြစ်နေတယ်တဘာသာတဲ့နဲ့လည်းသွားလို့မရဘူးလေဘာသာစုံရှိနေဆိုတခြားဘာသာတွေလည်းသူနဲ့အဆင်ပြေရဲ့လားရှိသေးတယ်အဲ့တော့ तू ကအဓိက social ဘိုင်းအားနဲ့ရနဲ့ကလေးကအရင်တည်းကပေါ့တခြားကလေးနဲ့ normal ကလေးနဲ့မတူတဲ့အနေထားမှရှိရပါတော့ကိုကပြောရမယ်ဆိုတော့အကုန်လုံး short ပေးရတာပဲပေါ့ short ပေးပြီးတော့သူ့ကြိုက်ကိုလိုက်ပြီးတော့ပဲဒီ situation ကိုဖြေရှင်းရအောင်ပေါ့နော်ဟိုသူ့ကိုလေကြမ်းလို့လဲသူကမရချော့ရင်လဲသူကမလုပ်တော့ဘူးအဲ့လိုဖြစ်နေရမ်းကြမ်းလိုက်ဥမာသူ့ကို minus နှုတ်မယ်နော်ဆိုပြေဆိုပြောစကားနားမထောင်လို့ minus နှုတ်မယ်နော်ဆိုနှုတ်လိုက်တဲ့အခါကျရင်လေ तू ကအဲ့ minus ပဲကြည့်စာစိတ်မောတာပြန်အဲ့လိုဆိုတော့ကလည်း minus ကသူ့ကိုနှုတ်လို့မရဘူးနီးမျိုးစုံနဲ့တော့ပြောင်းလဲပြီးတော့သူ့အတွက်ကတော့လုံးမရဘူးအမအเจ้าမအရင်နေစိတ်ညစ်တော့အိမ်ရရင်ဘယ်လိုမျိုးအဲ့စိတ်ညစ်တာတွေကိုဖြေလျှော့လဲအဲ့ဒါတော့ဘယ်လိုပြောမလဲရเจ้าမှာစိတ်ညစ်တယ်ဆိုတော့အဲ့လိုပေါ့အခန်းထဲထွက်သွားပြီးသွားပြီပေါ့မရှိတော့သွားတင်အောင်ဝါသနာပါတဲ့လူဆိုတော့အိမ်မှာအခက်အခဲဖြစ်လာရင်ပြဿနာဖြစ်လာရင်လည်းကြားရဟီးဟာပဲပြောနေရတယ်ကြားရရင်လည်းပါကြားရရင်လည်းအဲ့လိုပဲဖြစ်ပြီးသွားပြီဆိုပြီးသွားပြီဘယ်လိုပြောမလဲအမေကြောက်စင်ဝိုင်းအမတော့ပြန်နေရအမစတဲ့လူတိုင်းပဲတော့စတင်ပြီးတော့အိမ်ပြန်တယ်လေအိမ်ပြန်ဒီနေ့ကျောင်းမှာလေးခြားဒီကျောင်းလိုက်နဲ့ပတ်သက်ပြီးတော့တခြားပြဿနာလေးအခန်းထဲမှာရှိခဲ့တယ် class ထဲမှာမှာထူးခြားတဲ့ပြဿနာမရှိပါဘူးပုံမှန်တိုင်းပဲစတင်ကနေသူတို့ ground လို့ပြောတယ်အဲ့ဒီတိုင်းလိုက်လာတဲ့ကလေးတွေဆိုရင်အပြန်မှာသူတို့အမှတ်တွေ point system ပြပြီးရပေါ့နော်ဟုတ်ကဲ့ပုံမှန်လေးကျောင်းမှာကလေးတွေ behavior နဲ့ပတ်သက်ပြီးတော့အမ stress တွေခံစားရတဲ့အခါမျိုးမှာကလေးတွေကိုရှေ့မှာတော့ဟိုကresponse ပြန်လုပ်တဲ့အခါမှာဒီ negative points of view မတော်ဘူးပေါ့နော် positive ပဲကိုယ့်အကူပဲစိတ်ထိန်လိုက်ပြီးတော့ class ကို control လုပ်လိုက်တာတော့အဲဆိုရင်မှ outside the classroom မှာတော့အမကလည်းဘယ်လို stress ဖြစ်လဲ outside the classroom မှာကတော့ကိုဒါဆိုရင်ကိုယ့်ရဲ့တင်နေတဲ့လုပ်ဖို့ကိုင်းတဲ့တင်နေတော့ပြောပြတာမျိုးရှိရမှာမင်းတို့ချိန်မှာရောဒီကလေးရဲ့ behavior ဘယ်လိုရှိလဲကိုယ့်ချိန်မှာတော့ဒီလိုမျိုးတွေရှိတယ်အဲ့ခါမှာကျတော့အရင် behavior ကို change ပြီးတော့ပြောပြရတယ်တော့မဟုတ်ပေါ့ပြောမိတယ်တော့ဘယ်လေးကတော့ဘယ်လိုမျိုးဆိုတာအဲ့ကလေးတွေရှိနေအရှိဘယ်လိုလောက်ချင်တယ်ဆိုတော့ပြောမိတာမျိုးရှိတယ်ဒီမှာကြောက်လေ classroom မှာဖြစ်တဲ့သူအား stress တော်များအောင် marketing နဲ့စကားချီတာမျိုးပြောလို့ရှိရင်အပေါ်နဲ့တွေ့ပြီးတော့လေ stress ကိုချီတာမျိုးလုပ်တယ်မှာအဲ့လို pressure နဲ့အောင်အားလုံးတွေလုပ်တယ်တခြားဖြေတဲ့ကိစ္စကတော့ဒီမှာလို့ဖို့ကံတဲ့တွေနဲ့ပြောတာမျိုးရှိတယ်အဲ့ဒါပြောရမယ်ဆိုရင်အမကဒီအခန်းထဲမှာရှိတဲ့ pressure ဆိုတာဝင်ညီမလေးကကျတော့လူလို့တွေရှိတယ်ဟိုဒါဝဲပြက်နာအမတို့တဲ့ပုံကြီးရဲ့ခံစားရတယ်အမတို့ကကျတော့ inner life လည်းဖြစ်တဲ့အခါမှာဟိုဒီဟာလေဒီလို့ဖို့ကံတဲ့တွေနဲ့ပြောလိုက်တယ်ဒါဆိုရင်ဘယ်လို action တွေနဲ့ပါညာနောက်ခါဆိုရင်ဘယ်လိုပြုပြင်ကြမလဲဆိုတော့ပြောလိုက်တယ်ပြီးပြီးကြည့်တော့အဲ့ဒါဒီအများကြီးတင်ပါရှိတယ်ကိုယ့်ရဲ့အမျိုးသားနဲ့လည်းကျောင်းမှာတော့ဒီလိုဖြစ်လို့လေးလုပ်ခဲ့တဲ့ဒါတော့ပြောတာပဲရှိရပါတော့။ဘာပြောတာလုံးလုံးရအဲ့လိုအရင် stress နေရလို့တော့မဟုတ်ပါဘူး။ကို handle လုပ်နိုင်တဲ့အချိန်ပေါ့နော်။အရင်ပြောနေတာဘာညာအဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကိုကစာတင်ရတာဝါနာပါညာမျိုးဖြစ်တဲ့အတွက်ကိုယ်တော့ပင်ပန်းဘူးလို့ပဲပြောရမှာ။ဆိုအခုမှအလုပ်ဆောင်နေတယ်ပေါ့နော်။ဒီ teacher လေးတွေအလုံးမှာ stress ဖြစ်တာမျိုးကလေးတွေနဲ့ပတ်သက်ပြီး behavior ပေါ့နော်ဒီလို stress ကိုတို့မချိန်နိုင်ပဲနဲ့အော်မိတာမျိုးအဲ့လိုမျိုးဖြစ်လာရင်အမတို့ကိုကြံနေလေးပြီးစင်လိုက်ကလေးကိုအော်မိတာမျိုးတွေပါတယ်ပေါ့နော်အဲ့ဒါမျိုးတွေကကလေးတွေမှာလည်းဟိုနည်းနည်းပေါ့နော်ကလေးနဲ့ကိုယ်နဲ့ engagement တက်သွားတာမျိုးဖြစ်နိုင်တယ်လေတတ်နိုင်တယ်လို့အဲ့ဒါကိုထိရမှာပေါ့နော်ဒီလို engagement တက်သွားရဲဆိုရင်ကလေးနဲ့ကိုယ်ချမ်းမှာလေသူကကိုယ်စီရပါမှမတည်နေတော့ဘူးဖြစ်သွားတယ်အဲ့ခါကျရင်ကိုယ်ပါပဲပြောသူကအကောင်းမှုမြင်တော့ဘူးပါဖြစ်ပြီးတော့ဟိုအဲ့လိုမျိုးတွေလုပ်မယ်ဆိုရင်ဟို negative ပဲကိုကအဲ့အချိန်မှာပေါ်လိုက်ရတဲ့အတွက်စိတ်ပြေသွားတာမျိုးဖြစ်ပြီးတယ်နောက်လိုက်ရလို့ဆိုလို့လဲဆိုကိုဒီကလေးကိုပြောမိလိုက်ပါလားဆိုပြီးတော့သိရလားစိတ်မကောင်းပြန်ဖြစ်သွားမှာပဲအဲ့ခါကျတော့အတက်နိုင်ဆုံးအဲ့ဒါကိုလုံးနေအောင်ထိန်းတာကောင်းနေပေါ့နော်ကျေးဇူးပါအမ